ဘလောက်ဈေးကြီးပေးရလုံးဝတန်တယ်ဆိုသူတို့တွေရဲ့လက်မှုပညာတွေပေါ့အားစိုက်ထားရတဲ့ဟာတွေကအရန်များတယ်ပစ္စည်းတစ်ခုထွက်ဖို့အတွက်ဆိုအရင်ဆုံးကဗာလဲဆိုဒါမျိုးတွေဆိုလို့ရှိရင်တချို့ကြကြိမ်ခွေရတယ်ခွေပြီးပြီဆိုလို့ရှိရင်စေးအမဲရွှန်းစေးတုတ်ပြီးပြီဆိုလျှောက်ခံထဲမှာတစ်လားလောက်ထားပြီးတော့ထပ်ပြီးစေးတုတ်ပြီးပြီဆိုဒါတွေကသူတို့ကမြစ်တွေနဲ့ပုံလုံးစုပ်ချက်တွေပေါ်ပြီးတော့မှဒီမှာစေးဖြစ်ဟုတ်ဒါဆွဲတာပေါ့အဲ့မှာအပွင့်လေး လက်မှုပညာနဲ့တော့ပေးနေရတဲ့ဈေးတွေကထိုက်တန်ပြောပြရတယ်ပေါ့နော်အခုဒီကဘာပြောချင်လဲဆိုတော့ရွှန်းတဲ့ပစ္စည်းလေးတွေဝယ်ရင်ဈေးမစစ်ပါနဲ့ထိုက်တန်တဲ့ဈေးလေးနဲ့ပြီးပြီးတော့ဝယ်ကြမှာဟိုကကျောင်းကတော့ပေါ်ကိုင်းပဲဝန်ထမ်းတွေကိုလက်ဆောင်ပြရလို့ပေါ့သူတို့နာမည်လေးတွေနဲ့ထိုးထားပြီးတော့မှဝယ်ထားတဲ့ဘောလေးဆို customize ဖြစ်တယ်နာမည်လေးထိုးထားတဲ့ဘောပင်လေးတွေဒါဒီလိုကျွန်တော်ဝယ်လာတာဖြစ်ပါတယ်။ရွှန်းပြေတော့ဝယ်လာတာအနည်းကပါဒီမှာကြရတဲ့စိတ်ထားကောင်းတယ်။ဒါလေးတွေဝယ်လို့ဆိုပြီးတော့အဲ့ဒီလက်ဆောင်ပေးလိုက်တယ်။ဒါပြီးတော့ညီမမှုတွေကိုပို့ပြီးချစ်တက်လာတဲ့အချိန်ကျတော့စိတ်ဆင်းလာတာပေါ့နော်။နှစ်ယောက်ကထမင်းစားနေအစားရွှန်းပေါ့အပူအေးရတဲ့ထမင်းပကံလေးဟင်းပကံလေးမှာပြီးတော့အဲ့ဒါလေးနဲ့စားတော့မယ်စိတ်ကူးထားတယ်။စိတ်ကူးထားပြီးတော့ဒါတေချာမေးပြီးတော့ဝယ်လာတယ်ပေါ့နော်ဒါအပူအေးရတယ်ပေါ့ဒါလေးရတော့လားအဟင်းတောက်တဲ့ဟာလေးအရင်ဟင်းလေးထည့်တယ်ခွက်ပြီးအပူအေးရောရတယ်အပူအေးဒါရွှေရွှန်းပေါ့ရွှန်းမှာကျတော့ရွှေရွှန်းလည်းရှိတယ်ပြီးတော့ရွှန်းစစ်ဆိုတာလည်းရှိတယ်ပြီးတော့ရွှန်းတူကဒါဟင်းထည့်ဖို့ဝယ်လာတဲ့ဟာလေးဖြစ်ပါတယ်မြန်မာလေးပြီးရွှန်းနေတယ်နောက်ဆိုရင်အိမ်မှာကိုယ့်အပူစားရင်လည်းဒီခွက်တွေနဲ့စားတော့မှာဖြစ်ပါတယ်ဆလာဒီအားကြတော့โอเคရွေးမှာရွေးတာပေါ့အကုန်လုံးလုံးလို့ရတယ်တိုက်တဲ့ပစ္စည်းရွေးနဲ့လုံးလို့ရတယ်ဘယ်လိုလဲဆိုပကံလိုချင်တာလားနောက်တစ်ခုကကြတော့ဂစ်တာအစပေါ့ရွေးလုံးလို့ရဂစ်တာကိုသူတို့ပေးပြီးတော့ဒီမှာရွေးစေးတွေတော့6လတန်လေးတစ်နှစ်တန်လေးထားရတယ်ပေါ့နော်ရွေးခံခြင်းနဲ့ပို့ပြီးတော့ရွေးစစ်ခြင်းနဲ့ဆိုတော့အနည်းဆုံးအချိန်6လလောက်တော့ကြာတယ်နော်အဲ့ဒါမျိုးဆိုတော့ရွေးကတိုက်တဲ့ပုံစံနဲ့ဒါလုပ်လို့ရတယ်ဒါထမင်းမကန်ပေါ့နော်အပူအေးထည့်ပြီးတော့စားလို့ရတယ်လို့ပြောတာအဲ့ကြောင့်မို့ဒါထမင်းမကန်နည်းနည်းလေးလားအခုဒီဇိုင်းလေးဒီဇိုင်းသုံးခုမတူခဲ့ဘူးတူခဲ့ရင်ကောင်းပါမကြည့်လိုက်ရအောင်အဲ့တော့ဒီလိုမျိုးလေးတွေသွားတာမြင်းကပါကိုလိုက်ပြီးလေ့လာတဲ့အချိန်မှာပေါ့ရွှန်းရပါပြောချင်ပါတယ်ဒါဆိုဒါကြတော့မြင်းကပါကနေဝယ်လာတဲ့ပစ္စည်းနောက်ထပ်ကြတော့ဒါအပြင်ဈေးကွက်မှာမရှိဘူးဒါကြောင့်ဝါဝယ်လာရွှန်းခေါ်လိုက်ရွှန်းကဖျားနေမှာဆိုလို့ရှိရင်ရွှန်းနည်းနည်းအတုလို့တော့မပြောဘူးပေါ့တင်မော်စင်းနဲ့ဘာသာရှိ